အခဲခန်းရဲ့အေးခန်းရဲ့ကိုကွဲကွဲပြားပြားသိပြီလားဒီနေ့老师ကဒီရေခဲတစ်တာနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီစကားပြော6ကြောင်းလာပြီးမှ share လုပ်ပေးမယ်နော်အဲ့တော့ပထမတစ်ခု老师 share လုပ်ပြီးမှကြတော့冷藏室冷藏室冷藏室ဆိုတာကကြတော့老师တို့ရေခဲတစ်တာရဲ့အေးခန်းကိုပြောတာပေါ့နော်သူကကြတော့ရေခဲတာရဲ့အေးခန်းပဲဆိုလို့ရှိရင်အေးရုံပဲမခဲဘူးအဲ့ဒါဆိုတော့ကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုတော့冷藏室လို့ခေါ်ရပါတော့အဲ့တော့သူ့စာကြောင်းလေးတစ်ခုသိချင်းကြည့်အောင်နော်把这些水果放到冷藏室把这些水果放到冷藏室ပါဆိုတာကကြတော့ကိုပေါ့နော်တခုခုကိုတစ်ခုခုလောက်တော့မယ်ဆိုတော့ဆိုတော့ပါဆိုစမ်းတဲ့နေတုံးတက်တယ်ဒီအတီးတွေကိုဆိုတော့把这些水果放ဆိုတာကကြတော့老师တို့ထည့်ပါလို့ပြောတာနော်ထည့်ပါထားပါ到冷藏室冷藏室ဆိုတာအေးခန်းကိုပြောတာပေါ့နော်အဲ့တော့အေးခန်းထဲကိုဆိုရင်တော့ဆိုတာ到冷藏室လို့သုံးလို့ရတယ်ဒါဆိုရင်把这些水果放到冷藏室ဒီအသီးတွေကိုတော့ဆိုတော့အေးခန်းထဲကိုထည့်ပါဆိုအခုလိုမျိုးပြောလို့ရတယ်နော်ဟုတ်ပြီဒါဆိုဒုတိယတစ်ခုဆက်ပြီးတော့လေ့လာမယ်သူကကြတော့冷冻室ဟုတ်ပြီ冷冻室冷冻室ကြဘာဖြစ်သွားလဲဆိုတဲ့အခါကျ冷冻室ကြတော့တော့ဆိုတော့အေးခန်းအခဲခန်းဖြစ်သွားတယ်ဟုတ်ပြီနော်ရေခဲတစ်တာရဲ့အခဲခန်းကိုကြတော့ဆိုတော့冷冻室လို့ခေါ်ပြီးတော့ရေခဲတစ်တာရဲ့အေးခန်းကိုကြ冷藏室လို့ခေါ်တယ်အဲ့နှစ်ခုမမားနဲ့နော်ဒါဆိုရင်冷冻室ကိုကြည့်ကြည့်ရအောင်把肉从冷冻室拿出来把ကိုလည်းအနောက်မှာသူပြောချင်တဲ့အရာတွဲမယ်အသားကိုဒါဆို把肉အသားကို从ဆိုတာကြတော့နေရာရဲ့ရှေ့မှာတော့ဆိုတော့ကနေမှဆိုတဲ့ဘောအခုကဘယ်ကနေလဲဆိုတော့အခဲခန်းကနေအဲ့တော့从冷冻室拿出来ဆိုတာယူထုတ်လိုက်လို့ပြောတာနော်拿出来ဆိုတာယူထုတ်လိုက်ပါလို့ပြောတာနော်ဒါဆိုဘယ်လိုပြောမလဲ把肉从冷冻室拿出来ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုဆက်ပြီးတော့လေ့လာမယ်နံပါတ်3ကဘာလဲဆိုတော့解冻ဆိုတာကကြတော့တို့အခဲခန်းထဲမှာထားတယ်ဆိုပစ္စည်းကဘာဖြစ်လဲတို့ပစ္စည်းတွေကကြတော့ခဲသွားမယ်အသားတွေခဲသွားမယ်အဲ့ဆိုခဲသွားတဲ့အရာကိုတို့သူ့ကိုရေခဲပြုတ်အောင်လုပ်တယ်ဆိုရဲလှုပ်ဆောင်ချက်ကိုတို့တရုပ်လို့ဘယ်လိုပြောလဲဆိုတော့解冻လို့ပြောတယ်解冻ဟုတ်ပြီနော်解冻ဒါဆိုလို့ရှိရင်ပြောကြည့်ကြအောင်肉都解冻好了吗肉都解冻好了吗အသားတွေအကုန်လုံးပျော်ပြီးအခဲပျော်ပြီလားရေခဲပျော်ပြီလားเนาะရေခဲပျော်အောင်လုပ်ပြီးပြီလားလို့ပြောချင်တာเนาะအဲဆိုရင်肉都解冻了吗အသားတွေရေခဲပျော်ရပြီလားဒါဆိုရင်နံပါတ်4ဆက်ကြည့်မယ်存放ဆိုတဲ့စကားလုံးကလားတို့တခုခုလားတို့တနည်းအားမထည့်ထားတာမျိုးလားဆိုတော့存放လို့သုံးလို့ရတယ်ဒါဆိုရင်စာကြောင်းလေးလေ့လာကြည့်အောင်这瓶酸奶存放在冰箱的话可以放2周左右ဒါစင်ချင်းပြောမယ်နော်这瓶牛奶ဒီဒိန်ချင်းကိုနော်存放ဆိုတာထည့်ထားမယ်နော်在冰箱的话在冰箱ဆိုတာရေခဲတစ်တာထဲမှာ存放在冰箱的话ဆိုတာဆိုရင်အဲ့တော့ရေခဲတစ်တာထဲမှာထည့်ထားမယ်ဆိုရင်可以放ဆိုတာထားလို့ရတယ်လို့ပြောတာအဲ့တော့ဒီနေရာမှာဒီတိုင်းဘာသာပြင်မယ်ဆိုလဲရတယ်အထားခံတယ်လို့ဘာသာပြင်ချင်လဲရတယ်ဟုတ်ပြီနော်ထားလို့ရတယ်တဲ့2周左右ဆိုတာ2ပတ်ဝန်းကျင်လောက်ထားလို့ရတယ်တဲ့အဲ့တော့ဒီဒိန်ချင်းကို这瓶牛奶存放在冰箱的话存放ထည့်ထားမယ်在冰箱ရေခဲတစ်တာထဲမှာထည့်ထားမယ်的话ဆိုရင်可以放ထည့်လို့ရမယ်အထားခံမယ်2周左右2ပတ်ဝန်းကျင်ဟုတ်ပြီနော်အဲ့ဒါဆိုရင်နောက်တစ်ခုဆက်လေ့လာမယ် number 5新鲜ဆိုတာလက်ဆက်တာစာကြောင်းလေ့လာရအောင်这些蔬菜还新鲜吗ဒီအတီးရွက်တွေကလက်ဆက်ဒီလား这些蔬菜还新鲜吗还新鲜ဆိုတာကလက်ဆက်ဒီเนาะမားနဲ့တွေ့လိုက်တော့还新鲜吗လက်ဆက်ဒီရဲ့လား这些蔬菜还新鲜吗ဒီအတီးတွေလက်ဆက်ဒီအရွက်တွေလက်ဆက်ဒီလားเนาะနံပါတ်6装满ဆိုအပြည့်ဖြစ်ရ装满啦ဆိုရင်အပြည့်ပြည့်သွားပြီလို့ပြောရင်ဆိုတာ装满啦လို့သုံးလို့ရเนาะအဲဆိုရင်စာကြောင်းတစ်ကြောင်းတော့လေ့ကြည့်မယ်冰箱已经被昨天买的肉装满了冰箱已经被昨天买的肉装满了冰箱已经ဆိုရေခဲတစ်တာကဖြစ်သွားပြီတဲ့အဲ့တော့ပိတ်ဆိုတာကြတော့အကူစကလုံးလေးတစ်ခုခဏထားခဲ့မယ်
昨天买的肉ဆိုတာမနေ့ကဝယ်တဲ့အသားတွေနဲ့เนาะရေခဲတစ်တာကမနေ့ကဝယ်ခဲ့တဲ့အသားတွေနဲ့ပြည့်ကုန်ပြီ装满了ပြည့်ကုန်ပြီဟုတ်ပြီเนาะအဲ့ဒါဆိုလို့ရှိရင်老师တို့ပစ္စည်းရထည့်တာပြည့်သွားပြီဆို装满了ဆိုတဲ့စကားလုံးသုံးလို့ရတယ်ဒါဆိုဒါစားတော့ဆိုင်နဲ့ပတ်သက်တဲ့စကားပြော6ကြောင်းပေါ့เนาะအဲ့ဆိုတစ်ခုချင်းစီ老师တို့ရေခဲတနဲ့ပတ်သက်တဲ့အပိုင်းတွေ share လုပ်ပေးလိုက်တယ်ဒါဆိုရင်သုံးတက်ပြီးတော့老师ထင်တယ်နောက်ပိုင်းဗီဒီယိုမှာထပ်ပြန်တွေ့မယ်เนาะ大家再见